ကောင်းငင်ပုံမှပြစ်တန်တင်ပြီးမြေပြင်ပေါ်သို့ဆွန့်ပစ်ခံခဲ့ရသောနတ်မြင်းဖြူတကောင်သည်နတ်ဆိုင်သောတောအုပ်တစ်ခု၏အလဲတွင်လမ်းပြောင်ရင်းအထီးကျန်စွာလှဲ့လည်နေခဲ့သည်ထို့သောအထီးကျန်နေခြင်းတွင်တောတွင်သို့အပန်းပြေလမ်းလျှောက်ထွက်လာသည့်ရိုးသားပြီးစိတ်ထားကောင်းသောကိုလူတစ်နှင့်ဆုံတွေ့ခဲ့ပြီးကိုလူတစ်၏နှွေးထွေးသောအပြုအမူနှင့်ကျင်နာမှုတို့ကြောင့်တဖြည်းဖြည်းရင်းနှီးလာခဲ့ကြသည်သူတို့သည်တောနတ်ကျဲတွင်လွတ်လပ်ပျော်ရွှင်စွာပြေးလွှားစော်ကစားရင်းအချိန်များကုန်ဆုံးခဲ့ကာကဘာပေါ်တွင်အပျော်ဆုံးသူများဖြစ်နေခဲ့ကြသည်တနေ့တွင်ထုံးစံအတိုင်းလမ်းလျှောက်ထွက်စဉ်နတ်မြင်းသည်ရုတ်တရက်တောင့်တင်းသွားပြီးအန်ဒရေ၏အရေးရောင်ကိုသိရှိသောကြောင့်ကိုလူတစ်အားကြောပေါ်ကိုအမြန်ဆုံးတက်ရောက်ရင်းခေါင်းဖြင့်အရိပ်ပြလိုက်သည်ကိုလူတစ်နတ်မြင်း၏ကြောကုန်းပေါ်သို့ခုန်တက်လိုက်သည်နှင့်တပြိုင်နက်ကောင်းကင်ယံမှအေယာမနဂါးကြီးတစ်ကောင်ဆင်းသက်လာကသူတို့ကိုမီးလျံများဖြင့်စတင်တိုက်ခိုက်ပါတော့သည်ကိုလူတစ်သည်နတ်မြင်း၏ကြောပေါ်တွင်မြဲမြံစွာစီးနှင်းရင်းတောထဲ၌ပတ်ပြေးနေခဲ့ရသည်နဂါးကြီးသည်မှုတ်เสียမရှိတော့၍ဒေါသတကြီးအော်ဟစ်ကခဏဆောင်တက်စီတော့ဖေအောင်မယ်ဟုပြောရင်းလေထဲသို့ပြန်တက်ပြောက်ကွယ်သွားသည်နဂါးသည်တက်စီတော့ဖြည့်ရင်းမာအီလုံးများနှင့်တွေ့ကပေါ်တာဆွဲခံလျက်သည်ထိုအချိန်တွင်နတ်မင်း၏ကိုပေါ်မှအလင်းတန်းများဖြာထွက်လာပြီးကုန်းငင်ပုံမှ၎င်း၏ချစ်စနီနတ်သမီးကပြန်လဲခေါ်ယူနေခြင်းဖြစ်သည်နတ်မြင်းသည်ကိုလူတစ်အားခြေခွဲဝါနေသည့်မျက်လုံးများနှင့်ကြည့်ရှုကာခေါင်းကိုညင်သာစွာနှုတ်နှုတ်ဆက်ရင်းကိုလူတစ်အားစွန့်ခွာကာအတောင်ပံဖြူများဖြင့်လင်းမြန်စွာပြန်တက်သွားပြီးတော၏အခက်ကောင်းကင်ရန်သို့ထာဝရပျောက်ကွယ်သွားပါတော့သည်